ဆိုတာချမ်းသာတယ်ခေါ်မလားဆင်းရဲတယ်ခေါ်ဖြစ်ပြီးပြတ်တာဘာသစ္စာဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲလို့ပိုင်းခြားသိတဲ့ပုဂ္ဂိုလ်ဒါပညာရှိတဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်ဒုက္ခသစ္စာကိုဒုက္ခသစ္စာလို့ပိုင်းခြားသိတဲ့ပုဂ္ဂိုလ်ခန္ဓာမှန်ရင်ဘာသစ္စာဒါဖြင့်လူခန္ဓာရဲ့နတ်ခန္ဓာရဲ့ဗြဟ္မခန္ဓာရဲ့ခွေးခန္ဓာရဲ့ဘယ်ခန္ဓာကောင်းလို့မဲတဲ့ဟုတ်ပါလားဒါဖြင့်သိပြီးရင်ခွေးဖြစ်ခြင်းလားနတ်ဖြစ်ခြင်းလားဗြဟ္မဖြစ်ခြင်းလားဘာလို့တော့ခန္ဓာရရင်ဘာသစ္စာဘယ်ခန္ဓာရမြဲသလားလူယုံလူခန္ဓာလည်းဖြစ်ပြီးရင်နတ်ယုံနတ်ခန္ဓာလည်းဖြစ်ပြီးရင်ဘယ်ယုံဘယ်နံခန္ဓာဖြစ်ပြီးတော့ဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကအဲ့ဒီမေဃသစ္စာသည်ဒုက္ခချုပ်ကြောင်းအမှန်ဟုတ်မဟုတ်ဒုက္ခချုပ်ကြောင်းအကျင့်ဟုတ်မဟုတ်အဲ့လိုသိနေတာလဲဘဝတုဒ္ဒရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်အဲ့တော့ခန္ဓာကိုဒုက္ခသစ္စာပဲလို့အမှန်သိတဲ့လောကဒီခန္ဓာကိုตายရစရာလိုသေးလားသူ့အတွက်လောဘဒေါသတွေကြီးနေစရာလိုသေးလားမလို့ရင်သေသွားတာကသမုဒိယသစ္စာသေတာကသမုဒိယဆိုတာချမ်းသာကြောင်းလားဆင်းရဲကြောင်းလားသမုဒိယသစ္စာရှိနေသေးတယ်ချမ်းသာမလားဆင်းရဲမလားဒါပေမဲ့သမုဒိယသစ္စာသည်ဆင်းရဲကြောင်းအမှန်လို့အလုံးမသိဘူးလားအဲ့ဒါပညာရှိရှင်းသလားသမုဒိယသာရှိနေငါတို့ဆင်းရဲမှာပဲလို့အလုံးသိကြပါသလားသိအောင်ကြိုးစားဖို့လိုအပ်မလိုအပ်ကိုခင်တဲ့လူနဲ့မခင်တဲ့လူဘယ်သူဆင်းရဲခင်ရင်ခင်သလောက်ဒါဥစဉ်တချို့ကကြွားကြတာကိုအမှန်ငါမြတ်ဘာထင်လို့ငါမျိုးမျက်နှာဖုံးဆွေကြီးမျိုးကြီးဒီရွာတဲ့လက်ညှိုးထိုးငါအမျိုးအိမ်မလွတ်ဘူးပြောတဲ့လူတွေမရှိဘူးလားအဲ့တော့တော့ပြန်ပြောတယ်ဆွေမျိုးများလေလေဒုက္ခများလေလေရှင်းသလားတချို့ကလည်းယာဒူကြီးနဲ့ပြောနေဒီနယ်မှာတပြီးတော့အကြီးဆုံးဖေရရပါလေယာဒူကြီးလေလေသဘောပါလားရှင်းရောရှင်းရလားအေးလေ10အိမ်ကောင်းဆိုရင် तू က10အိမ်ပဲကြည့်ရမှာရက်ွက်လူကြီးဖြစ်လာရင်တရက်ွက်လုံးကြည့်ရမယ်မြို့နယ်လူကြီးဖြစ်လာရင်တမြို့နယ်လုံးကြည့်ရမယ်ရှင်းသလားလမ်းထွက်တပြက်စီးလဲနေတဲ့လူကလည်းဆဲမယ်မြူနီစပယ်ကလည်းဆဲမယ်မြို့လူကြီးလေသဘောပါလားမြို့လူကြီးမြစ်တာပို့တဲ့လူနဲ့ဆဲတဲ့လူဘယ်နဲ့အများအေး तू ဆဲခံကြလို့လူကြီးဖြစ်နေတာပေါ့သဘောပါသလားကဲဒါဓမ္မမဟုတ်ဘူးလားအဲ့ဒါ तू ဆွေမျိုးများလေလေလာကြွားနေတယ်ဆွေမျိုးများလေလေဥစ္စာဒနာပေါ်လေလေဒီပြီးတော့တိုက်ကို9လုံးရှိတယ်ဆို9အိမ်အနည်းဆုံးတစ်ပြက်စီးတော့လိုက်လဲရမယ်ကွယ်သဘောပါသလား9အိမ်စာမကြောင်းကြရဘူးလားမီးလောင်ပြီဆို9အိမ်ပတ်သိမ်းရမှာသိမလွယ်ဘူးတော့သဘောပါသလားအဲ့တော့ပြန်ကြည့်တော့ဥစ္စာပစ္စည်းပေါ်လေလေဆွေမျိုးများလေလေရာအဒူးကြီးလေလေအခုသမဏကြီးဆိုကြည့်ကျုပ်ကကြည့်တယ်သတင်းတွေလာတိုင်းသူဘာမှအဆင်ပြေအိမ်သာတက်တာရေမရှိလေသမဏကြီးဆဲတာပဲသဘောပါလားသူတို့အဆင်မပြေလေသမဏကြီးလမ်းဆဲတယ်ဟောကြည့်တယ်ဩတော်ပြီငါနောက်ဖြစ်လျက်ဘဝမှာဘယ်တော့မှသမဏမဖြစ်ပြရစေနဲ့တနိုင်ငံလုံးဝိုင်းဆဲရှင်းလားရှင်းသလားဒီတော့ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကသမုဒိယဆင်းရဲကြောင်းသာသိရင်နောက်ဆင်းရဲကျိုးဒုက္ခလာအောင်မလားနောက်ခန္ဓာမလာတာကသစ္စာဘာနှချက်သစ္စာ၄ပါးသိတဲ့ပုဂ္ဂိုလ်ဟာဘဝတုဒ္ဒနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်နံပါတ်သဘောပေါက်သလားဟဲ့ဘဝတုဒ္ဒလည်းရှိမယ်တဲ့ကိလေသာကိုဖောက်ခွဲနိုင်တဲ့ပညာလည်းရှိတယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့သစ္စာ၄ပါးပိုင်းခြားသိတဲ့ပုဂ္ဂိုလ်ဘဝတုဒ္ဒဓမ္မတရားပုဂ္ဂိုလ်ဆိုတာတရားတစ်ပုဒ်ကိုကြားဘူးတဲ့အတိုင်းကြည်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်ကိုတရားဆောင်တဲ့ပုဂ္ဂိုလ်ရှင်းတယ်နော်သူကဘဝတုဒ္ဒဓမ္မတရားဆောင်သူသာဖြစ်သေးတယ်ဖောက်ထွင်းခွဲခြားသိတဲ့လူတော့မဖြစ်သေးဘူး
နံပါတ်3ပုဂ္ဂိုလ်ကျတော့ဘုဒ္ဓလည်းရှိတယ်ကိလေသာကိုဖောက်ခွဲနိုင်စွမ်းလည်းရှိတယ်ဆိုတာဘာသိတဲ့ပုဂ္ဂိုလ်တို့ခင်ဗျားတို့သစ္စာကြားဘူးမကြားဘူးခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာဆိုတာဒီခန္ဓာဒုက္ခချုပ်ငြိမ်းကြောင်းသစ္စာအမှန်ဟုတ်မဟုတ်ဒါဖြင့်ဒီဒုက္ခသစ္စာကြီးကိုပိုင်းခြားသိပြီဆိုတာနဲ့နောင်ကသမုဒိယရောလာအောင်မလားသမုဒိယအကြောင်းသိရင်နောင်အကျိုးဒုက္ခလာအောင်မလားကျင့်တတ်သလားကောင်းပြီနောက်ဆုံးမေးခွန်းနံပါတ်4အရှင်မြတ်ဘုရားအဘယ်မြတ်သောအတိုင်းရှိဖြင့်ပညာရှိသူပညာကြီးသူလို့ခေါ်ပါတယ်လေဘုရားနံပါတ်4မေးခွန်းနော်ဒီနေ့တရားကဘာဟောမှာလဲပညာရှိဆိုတာဘာလဲရောက်ပြီနံပါတ်4မေးခွန်းအရှင်ဘုရားအဘယ်မြတ်သောအတိုင်းရှိဖြင့်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပညာရှိလို့ခေါ်တယ်လဲပညာကြီးသူလို့ခေါ်တယ်လဲဘုရားလို့မေးတာဟုတ်ပလားဟိအလုံးနံပါတ်4မေးခွန်းမေးကြည့်သမှာအဘယ်မြတ်သောအတိုင်းရှိဖြင့်ပညာရှိသူပညာကြီးသူလို့ခေါ်ဆိုနိုင်ပါသလဲဘုရားပြန်မေးမမီလားနံပါတ်1မေးခွန်းမမီလားလောကကိုအဘယ်တရားကဆောင်းနေသလဲအဘယ်တရားဆောင်းရာကိုလောကကလိုက်နေရသလဲဒါရိုးရိုးလေးပါပြန်မေးနေတာလောကကိုဘယ်တရားဆောင်းထားသလဲစိတ်ကဆောင်းထားတယ်အဲ့ဒီစိတ်မှာထုံမွန်းထားတာကငါတို့တာမန်ဆိုကိလေသာတွေထုံမွန်းထားတယ်ကိလေသာထုံမွန်းသွားရင်အဲ့ဒီလောကကြီးလှနိုင်ပါမလားမလှနိုင်တော့လောကကိုအလှဆင်ဖို့အတွက်လောကကိုဆောင်းတဲ့စိတ်ပေါ်မှာဘာတွေနဲ့လွှမ်းမိုးထားဒါနံပါတ်1မှတ်ပြီနော်လောကကိုဆောင်းတာဘယ်သူကဆောင်းလဲဒါဖြင့်အဲ့ဒီစိတ်ကိုတို့ကဘာတွေနဲ့ထုံမိုးထားသီလသမာဓိပညာမပါတဲ့စိတ်နဲ့လောကအလှဆင်လို့သီလသမာဓိပညာမပါတဲ့စိတ်နဲ့လောကတန်ဖိုးရှိဖို့ဖြစ်နိုင်မှာမလားသီလသမာဓိပညာမပါတဲ့စိတ်နဲ့လောကအနှစ်သာရရှိဖို့ရှိနိုင်သီလသမာဓိပညာမှခင်ဗျားတို့စိတ်မှာထုံမိုးမထားနိုင်ရင်အဲ့ဒီလောကကြီးအနှစ်သာရတန်ဖိုးအလှပကျင်တယ်နော်အိမ်ရောက်ရင်တစိမ့်စိမ့်စဉ်းစားဥစဉ်ကတော့စဉ်းစားလေလေအရသာရှိလေဟုတ်ပြီနော်နံပါတ်2ဘုဒ္ဓအများ၍တရားကိုဆောင်သူဆိုတာဘယ်လိုလူလဲနံပါတ်2ကဘာလဲဟုတ်ပြီနော်ဘုဒ္ဓဓမ္မတရားပုဂ္ဂိုလ်ဆိုတာဘယ်လိုလို့ဆိုတရားတပုတ်ကိုနာဘူးတယ်တရားတပုတ်၄ပါးသာရှိတဲ့ဂါထာတပုတ်ကိုနာဘူးတယ်အဲ့ဒီနာဘူးတဲ့တရားအတိုင်းကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်ကိုဘဟုတုတဓမ္မတရားရှင်းရလားများမကြားဘူးခြင်းတွေကြားဘူးတဲ့တရားကိုဘာလို့ဆောင်ထားဖို့လိုအပ်မလိုအပ်နံပါတ်3အကြမ်းမြင်များ၍ဖောက်ထွင်းနိုင်တဲ့ပညာရှိသူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတို့သစ္စာ၄ပါးသိတဲ့လူနံပါတ်3ကအမေရောဖြေရောမှတ်မိသလားတော့ကြပြန်သွားဘာမှမမှတ်မိပဲနေမှာဆိုလို့နော်အကြမ်းမြင်များ၍ကိလေသာကိုဖောက်ထွင်းနိုင်တဲ့ပညာရှိသူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတို့ခန္ဓာကဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကအလုံးသစ္စာ၄ပါးကိုသိပြီလားအဲ့ဒါဖောက်ထွင်းနိုင်တဲ့ကိလေသာကိုဖောက်ထွင်းနိုင်တဲ့ပညာရှိသူနံပါတ်4ဘယ်ကြည့်အဘယ်မြတ်သောအတိုင်းရှိဖြင့်ပညာရှိသူပညာကြီးသူလို့ခေါ်နိုင်ပါသလဲဖရာချစ်သားတဲ့သိမေခွန်းတွေကကောင်းတဲ့ကောင်းလာပြီတဲ့လေးနဲ့တဲ့လေးနဲ့လာပြီတန်ဖိုးရှိတဲ့တန်ဖိုးရှိလာပြီတော်လိုက်တာချစ်သားတဲ့ဒီလိုအဖိုးတန်တဲ့မေခွန်းတွေကိုမေးတတ်တဲ့ချစ်သားအလွန်တန်ဖိုးရှိပါပေတယ်ထူးချွန်ပါပေတယ်ထက်မြက်ပါပေတယ်ဘုရားကချီးကျူးတယ်ချီးကျူးပြီးတော့မှချစ်သားရေးတဲ့မှတ်ထားပညာရှိသူဆိုတာ
ပညာရှိသူပညာကြီးတဲ့သူဆိုတာတခြားမဟုတ်ဘူးတဲ့တစ်မိမိကိုယ်ကိုမဆင်းရဲစေတဲ့သူဗါလဲနှစ်သူတစ်ပါးကိုလည်းမဆင်းရဲစေတဲ့သူပြောမိမိကိုယ်ကိုလည်းသူတစ်ပါးကိုလည်းမိမိသူတစ်ပါးနှစ်ဦးသားကိုမဆင်းရဲစေသူဟာပညာရှိသူပညာကြီးသူဟုတ်ပြီနော်နောက်တစ်ချက်ချက်သားတစ်မိမိအကျိုးကိုဆောင်နိုင်သူပြောနှစ်သူတစ်ပါးအကျိုးကိုဆောင်နိုင်သူသုံးလောကအကျိုးစီးပွားကိုဆောင်နိုင်သူပြောအဲ့တော့ပြန်ပြောပါမယ်နှစ်ဆင့်ပြောပါပညာရှိသူပညာကြီးသူဒီလိုမမေးဘူးလားပညာရှိသူဆိုတာမိမိကိုယ်ကိုလည်းမဆင်းရဲစေတဲ့လူသူတစ်ပါးကိုလည်းမဆင်းရဲစေတဲ့လူကဲခြုံပြောလိုက်လောကကိုလည်းမဆင်းရဲစေတဲ့လောကဆိုတာမိမိရောသူတစ်ပါးရောကိုယ်ပတ်ဝန်းကျင်တစ်ခုလုံးကိုမဆင်းရဲစေတဲ့လူဒါဟာပညာရှိတဲ့ပုဂ္ဂိုလ်ပညာကြီးတဲ့ပုဂ္ဂိုလ်ဆိုတာကြတော့မိမိအကျိုးကိုဆောင်နိုင်သူသူတစ်ပါးအကျိုးကိုလောကအကျိုးကိုမှတ်မိလားပညာရှိသူဆိုတာဘာလဲမိမိကိုလည်းမဆင်းရဲစေဘူးသူတစ်ပါးကိုလည်းလောကကိုလည်းအဲ့ဒါဘယ်လိုပုဂ္ဂိုလ်ပညာရှိတဲ့ပညာကြီးတဲ့ပုဂ္ဂိုလ်ဆိုတာမိမိအကျိုးကိုလည်းဆောင်နိုင်တယ်သူတစ်ပါးမိမိကိုယ်ကိုမဆင်းရဲစေတဲ့သူဆိုတာကိုအာကိုသို့မဖြစ်အောင်အထုတ်ပြီးနေတယ်ဟုတ်ပြီနော်ကိုမှပူလောင်ခြင်းတွေမရှိအောင်တောကပရိဒေဝတွေမဖြစ်အောင်နေတတ်တယ်အဲ့ဒါဘာလဲဆိုတော့မိမိကိုယ်ကိုမဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိကိုယ်ကိုအကျိုးစီးပွားဆောင်နိုင်သူအကျိုးရှိအောင်နေနိုင်သူကြတော့တောကပရိဒေဝမဖြစ်ုံနဲ့မဟုတ်တော့ဘူးဒါတွေကိုငြိမ်းအေးတော့အောင်တရားတွေအားထုတ်ပြီးနေလိုက်တယ်လောကကြီးချမ်းသာသွားအောင်မေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေပွားများပြီးနေတယ်ဟုတ်ပြီနော်ကိုငြိမ်းအေးအောင်နေုံနဲ့မဟုတ်ဘူးတခါနဲ့ကိုယ်မှာကိလေသာကလွတ်မြောက်သွားအောင်ဝိပဿနာတွေတရားတွေအားထုတ်တော့ခန္ဓာရှိဖြစ်ဖြစ်နဲ့ဉာဏ်သိမဲ့ကြိုက်လာပြီဆိုသူ့မှာလောဘဒေါသမောဟတွေငြိမ်းအေးမှုရှိမရှိငြိမ်းအေးသွားပြီဆိုကြတဲ့သူ့အကျိုးကိုသူဆောင်နိုင်ပြီရှင်းသလားပညာရှိသူနဲ့ပညာကြီးသူပညာရှိသူကမဆင်းရဲအောင်မနေနိုင်ဘူးဟုတ်ပြီနော်ပညာကြီးသူကအကျိုးစီးပွားကိုဆောင်နိုင်တယ်ဘာဖြစ်လဲအဲ့တော့တို့ကိုမဆင်းရဲအောင်လုပ်ဖို့လည်းလိုအပ်မလိုအပ်ဒါဒုက္ခအကျိုးစီးပွားရှိအောင်လုပ်ဖို့လည်းမလိုအပ်ဘူးလားကိုခင်ဗျားတို့ဘာဘာသာတွေတို့ကဲဗုဒ္ဓဘာသာတွေရဲ့နောက်ဆုံးပန်းနိုင်ဟာပါလဲဗုဒ္ဓဘာသာအားလုံးရဲ့နောက်ဆုံးပန်းနိုင်ဟာခုခင်ဗျားတို့အားလုံးနိဗ္ဗာန်ရောက်နိုင်မရောက်နိုင်ဟမ်ရေကုန်ပြီတေချာစဉ်းစားပြီးဖြေခင်ဗျားတို့ကျုပ်တို့အားလုံးနိဗ္ဗာန်ကိုရောက်နိုင်မရောက်နိုင်ဒီဘဝဒီခဏမှာနိဗ္ဗာန်မဲ့ဖို့ကိုမျက်မှောက်ပြုနိုင်မပြုနိုင်ပြုနိုင်ဖို့အခွင့်အလမ်းတန်းတူရှိမရှိအဲ့ဒါမှတ်ထားရဲဖြေနိဗ္ဗာန်ရောက်နိုင်မရောက်နိုင်အားလုံးဟာနိဗ္ဗာန်ရောက်ထိုက်တဲ့ပုဂ္ဂိုလ်တွေမို့လို့ဖယားနဲ့တွေ့တယ်တရားနဲ့တွေ့တယ်တန်ခါနဲ့တွေ့တယ်ဒီနေ့မဂ္ဂင်၈ပါးတရားတွေနာကြားခွင့်မရဘူးလားအဲ့မဂ္ဂင်၈ပါးတရားကိုနာကြားခွင့်ရလို့ခန္ဓာနာယုတ်ကိုသိပြီဆိုတာနဲ့နိဗ္ဗာန်ရောက်ထိုက်တဲ့ပုဂ္ဂိုလ်တွေကြီးပဲရအောင်လုပ်တာမလုပ်တာခင်ဗျားတို့ဘိုင်းရှင်းသလားအဲ့ရနိုင်သူချင်းအတူတူအရယူသွားတဲ့လူကတုံသလားအရမယူနိုင်တဲ့လူကတော်သလားအဲ့ပညာကြီးသူဆိုတာရအောင်ယူမှရနိုင်နေတဲ့ဘဝမှာရအောင်ယူမှာအားလုံးမှာမက်ဖို့နဲ့ထိုက်တန်မှုရှိမရှိဓမ္မထအရေးကြီးတာမက်ဖို့နဲ့ထိုက်တန်လို့ဒီနေ့သစ္စာလေးပါးတရားနဲ့တွေ့တာအဲ့ဒါပညာကြီးသူခေါ်တယ်ရတဲ့ရလိုက်တာကိုရအောင်
ခမည်းတော်ခုရှာနေတဲ့ရွှေတွေငွေတွေစိန်တွေ